Dot Alfiano ခုခမများကိုကြည့်နေတဲ့အတိတ်ဟာကျွန်တော်အချိန်ပေါင်းများစွာနိုင်ပေါင်းများစွာရင်းပြီးတော့လှုပ်ထားရတာဗျာခမများကိုကြည့်တဲ့ချိန်မှာ10မိနစ်2မိနစ်ပဲကြာရင်ကြာမယ်ဒါပေမဲ့ကျွန်တော်တို့တော့ဖုန်းအထစ်ခံပြီးတော့လှုပ်ထားရတာအဲ့ဒါကိုတော့မကောင်းဘူးဆိုပြီးပြောခံရတယ်မကောင်းတာထက်စော်ခံရတာပူဆိုးတာပေါ့ဗျာ